Hello အားလုံးပဲမင်္ဂလာပါခုဒီဗီဒီယိုထဲမှာတော့ဆရာဗမော်သိန်းဖေရေးထားတဲ့ညအဝေလူသောအတွေ့အမြတ်တစ်ထဲကတောကဖန်ခွဲဆိုတဲ့အကြောင်းလေးကိုဒီဗီဒီယိုထဲမှာမျှဝေပေးသွားချင်ပါတယ်တခါတော့တက္ကသိုလ်တစ်ခုကစိတ်ပညာသင်တဲ့အတန်းတစ်ခုမှာစိတ်ပညာသင်တဲ့ဆရာပေါ့နော်သူရဲ့စပွဲပေါ်မှာရေတိုးဝက်ဖြည့်ထားတဲ့ဖန်ခွဲတစ်ခွက်ကိုတင်လိုက်တယ်ကလေးတွေကကြည့်ပြီးတော့ဟေးဆရာရေဘယ်လောက်ရှိလဲဆိုတာကိုမေးမှာပါငါတို့သိပြီးသားပါကွာဆိုပြီးတော့တယောက်နဲ့တယောက်ပြောကြတယ်အဲ့မှာဆရာဗာမေးလိုက်လဲဆိုတော့ကဲဒီဖန်ခွက်ဟာအလေးချိန်ဘယ်လောက်ရှိမယ်ထင်လဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာတချို့ကလေးတွေကဘယ်လိုဖြေလဲဆိုတော့9ကျက်သား10ကျက်သား20ကျက်သားဆိုပြီးတော့တယောက်တစ်ပေါက်ဝိုင်းអော်ကြတယ်သူတို့ဖြေပြေးတာနဲ့ဆရာကပြောလဲဆိုတော့အမှန်ကဒီဖန်ခွက်ရဲ့အလေးချိန်ကအရေးမကြီးပါဘူးအရေးကြီးတာကဘာလဲဆိုလို့ရှင်ဒီဖန်ခွက်ကိုဘယ်လောက်ကြာဆုပ်ကိုင်းမြှောက်ထားနိုင်လဲဆိုတာပဲအရေးကြီးတာပါတဲ့အခုငါဒီဖန်ခွက်ကို10မိနစ်လောက်ကိုင်းထားလိုက်လို့ရှင်ဘာမှမဖြစ်ပါဘူးဒါမဲ့နောက်နာရီဝက်လောက်ဆက်ကိုင်းထားလိုက်လို့ရှင်လက်တင်ညောင်းလာမယ်ထုံကျင်လာမယ်ဒီဖန်ခွက်ကို3နာရီလောက်သာဆက်ကိုင်းထားမယ်ဆိုလို့ရှင်လက်မောင်းလက်ပြန်ပြီးတော့လက်ချောင်းလေးတွေထုံကျင်လာပြီးတော့မှဒီဖန်ခွက်ကိုဆက်လက်မကိုင်းနိုင်တော့ပဲလွှတ်ချမိလိမ့်မယ်တဲ့အဲ့လိုပဲလူတွေဟာတခါလေကြလို့ရှင်စိတ်တော့ကတွေစိတ်ဖြစ်စီမှုတွေဖြစ်တဲ့အချိန်ရှိတယ်စိတ်ဖြစ်စီမှုတွေစိတ်တော့ကတွေခဏပဲဖြစ်တယ်ဆိုလို့ရှင်တော့ကိစ္စမရှိဘူးဒါပေမဲ့အဲ့ဒါကိုဒါရဲလာကြရှိခံစားနေရင်တော့လူစိတ်ဟာထိခိုက်လာနိုင်ပါတယ်စဉ်းစားတွေးခေါ်တာတွေပုံမှန်မဖြစ်လာနိုင်တော့ဘူးစိတ်တော့ကတွေစိတ်ဖြစ်စီမှုတွေကြရှိခံစားနေမယ်ဆိုလို့ရှိရင်တော့နောက်ပိုင်းကျလို့ရှင်ဖန်ခွက်ကိုထွတ်ချမိလိုက်တယ်လို့ပဲစိတ်ထဲမှာပောက်ကွေးထွက်သွားပြီဆိုလို့ရှိရင်တော့မဖြစ်တင်တာတွေဖြစ်ကုန်လိမ့်မယ်ဒါကြောင့်စိတ်တော့ကဆိုတာရင်ထဲမှာကြာရှိမအောင်ထားတင်ပါအောင်နီလန်းရှာပြီးတော့မှဖြည့်ဖြောက်တင်တယ်ဆိုတဲ့အကြောင်းကိုဒီဗီဒီယိုထဲမှာနေရင်မျှဝေပေးချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်